Hello မင်္ဂလာပါ this is Win ဒီနေ့က Win makeup video ရိုက်မှာပါအဲကြောင့်ဒီနေ့ကလည်းနည်း girly girl ဖြစ်မယ်ပေါ့နော်စလိုက်ကြရအောင် Win ရဲ့ skin အနေထားရင်ပြမယ်နော်ဒီနားမှာ wet chan အရာတော့တစ်ခုရှိမယ်ပေါ့နော်အနေထားတော့ဒီလိုအခြေအနေရှိပါတယ် Okay skin care ရင်စားလိုက်မယ်နော်ညမှန်ကိုစကုပ်အနေနဲ့ခဏသုံးမယ်နော် Okay Okay ပြီးသွားပါပြီအဲဆိုဝင်ရဲ့ဒီ makeup look ကပြီးပါနော် Okay အဲဆိုရင်ကိုအင်ကြီးလဲပါမယ်ဒါကဝင်ပုံမှန်ဝတ်နေကြပုံစံပေါ့နော်အဲဆိုရင်ကြောင်းလိုက်ကြရအောင်1 2 ပြီးပါပြီချီနေနေ Okay 1 2 Okay ခုကတာ final ပေါ့နော် final အဲ့ကလေးကအမဒီတစ်ခေါက်ဘန်ကောက်တောင်ကဝယ်ပေးခဲ့တာပေါ့နော် General Monster တုတ်ပတ်လေးပါဘောကရိုး crop shape အဖြူရယ် vest ရယ်ဟောက mini skirt ရယ်ဒီအောက်မှာကမြင်လာတော့မသိ New Balance က530လေး Okay ဒါကတော့ Win ဒီနေ့ရဲ့ OOTD ပါ Makeup look လေးခဏကြည့်မယ် Okay bye bye